လာပေါင်းများစွာပိတ်ဆို့တာတွေဖီအားပေးတာတွေလွတ်ပြီးတဲ့နောက်မှာတော့ဒီနေ့မှာပဲအမေရိကန်ဖီထောင်စုကဗင်နီဇွဲလားနိုင်ငံအထူးသဖြင့်မြို့တော်ကာရာကတ်ကိုအကြီးအကျယ်စစ်စင်ရေးဆင်းပြီးတိုက်ခိုက်မှုတွေစတင်လိုက်ပါပြီစစ်တိုက်ဆိုသလိုထစ်ပေါ်လာတဲ့ကြီးမားတဲ့ပောက်ကွဲတံကြီးတွေကမြို့တော်ကာရာကတ်တစ်ခုလုံးကိုတွန်းခါသွားစေခဲ့ပါတယ်အမေရိကန်စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်တွေနဲ့လေယာဉ်အမြောက်အများဟာလည်းဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော်ကောင်းကင်ယံမှာအနှိမ့်ပြန်ဆန်းနေတာကိုတွေ့လိုက်ရပါတယ်။သမ္မတဒေါ်နယ်ထရန့်ကလည်းအမေရိကန်စစ်တပ်ကဗင်နီဇွဲလားနိုင်ငံကိုအကြီးအကျယ်တိုက်ခိုက်ခဲ့တယ်ဆိုတာကိုအတီးပြုပြောကြားခဲ့ပါတယ်။ဒါအပြင်ဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုနဲ့သူ့ရဲ့ဇနီးဖြစ်သူတို့ကိုဖမ်းဆီးပြီးနိုင်ငံပြင်ပကိုခေါ်ဆောင်သွားပြီးဖြစ်တယ်လို့ရှေ့လာမယ့်ရက်တွေအတွင်းမှာတရားစီရင်သွားမယ်လို့လည်းထရန့်ကကြေညာခဲ့ပါတယ်။ဗင်နီဇွဲလားအစိုးရဘက်ကတော့အခုလိုလက်နက်ကင်ကျူးကျော်ဝင်ရောက်လာတာဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ပြောဆိုပြီးတနိုင်ငံလုံးအရေးပေါ်အခြေအနေ